မင်္ဂလာပါဒီကနေ့ဇွန်လ23ရက်စနေနေ့အတွက် Voice of Federal ကရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်စံလိုက်ထွန်းပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်မင်းအွန်လိုင်းကတရုတ်သမ္မတရှီကျင်ဖျင်ရဲ့ဖိတ်ကြားချက်အရဇွန်လ15ရက်ကနေ19ရက်နေ့အထိတရုတ်နိုင်ငံကိုတွားရောက်မယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကဇွန်လ12ရက်နေ့မှာထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါတယ်။အဲ့ဒီခရီးစဉ်ကအကြမ်းဖက်မဲအွန်လိုင်းသမ္မတယာထုရယူပြီးတဲ့နောက်ဒုတိယအကြိမ်မြောက်ပြည်ပခရီးစဉ်ဖြစ်လာမှာဖြစ်ပြီးတရုတ်အစိုးရနဲ့ဆက်ဆံရေးပုံမှုနီးကပ်လာနေမှုကိုလည်းထင်ဟပ်စေတယ်လို့သုံးသပ်မှုတွေထွက်ပေါ်နေပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကလည်းတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကအာဏာသိမ်းအစိုးရနိုင်ငံသားရေးဝန်ကြီးတင်မောင်ဆွေကိုဘေကျင်းမြို့ကိုဖိတ်ခေါ်တွေ့ဆုံခဲ့ပြီးတရုတ်မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုပုံမမြင့်တင်ရေးနဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပေါ်ဆွေးနွေးခဲ့ကြသလိုမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ကိုက်ညီတယ်လို့ယူဆတဲ့လမ်းကြောင်းပေါ်မှာဆက်လက်ရှောက်လှမ်းနေမှုကိုထောက်ခံအားပေးတယ်လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။တရုတ်အစိုးရကအကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံရေးစီးပွားရေးနဲ့တန်တမာရေးရာကဏ္ဍတွေမှာဆက်လက်ထောက်ပံ့ပေးနေတယ်ဆိုတဲ့ဝေဖန်မှုတွေရှိနေပြီးအကြမ်းဖက်မင်းအွန်လိုင်းကိုသမ္မတယာထုရောက်ရှိစေခဲ့တဲ့အမည်ခံရွေးကောက်ပွဲကျင်းပရေးမှာလည်းတရုတ်သမ္မတရှီကျင်ဖျင်ရဲ့သဘောတူညီမှုပါဝင်ခဲ့တယ်လို့ရွေးကောက်ပွဲအပြီးနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတစ်ခုအတွင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အာရှရေးရာအထူးကိုယ်စားလှယ်တိတ်ရွှန်ကျွန်းကထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။အကြမ်းဖက်မင်းအွန်လိုင်းကသမ္မတယာထုရယူပြီးတဲ့နောက်ပထမဆုံးပြည်ပခရီးစဉ်ဖြစ်မေလ31ရက်နေ့ကနေဇွန်လ3ရက်နေ့ထိအိန္ဒိယနိုင်ငံကိုတွားရောက်ခဲ့ပြီးအိန္ဒိယသမ္မတနဲ့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီတို့ကိုတွေ့ဆုံခဲ့ကနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုအတွင်းနေဆက်ဒေသတည်ငြိမ်ရေးကလဒန်မြစ်ကြောင်းဗတ်စုံတည်ယူပို့ဆောင်ရေးစီမံကိန်းနဲ့အိန္ဒိယမြန်မာထိုင်း၃နိုင်ငံချိတ်ဆက်ဟိုင်းဝေးလမ်းမကြီးစီမံကိန်းတို့ကိုအပိသက်အကောင့်ထဲဖော်နိုင်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူညီခဲ့ကြပြီးအခုတရုတ်နိုင်ငံခရီးစဉ်မှာလည်းနှစ်နိုင်ငံကြားနိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာကိစ္စရပ်တွေကိုအဓိကဆွေးနွေးသွားဖွယ်ရှိတယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်နဲ့ AR တိုင်းအဆက်ဒေသမှာအာရကတပ်တော် AA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းထွက်ပြေးခဲ့တဲ့စစ်မှုထမ်းနှစ်ပြည့်တပ်သားတွေကိုတပ်ကနေထွက်ခွာခွင့်မပေးဘဲတပ်ပြေးမှုနဲ့ဆက်လက်စစ်မှုထမ်းခိုင်းနေတယ်လို့မိသားစုဝင်တွေထံကသတင်းရရှိပါတယ်။ဆက်လက်စစ်မှုထမ်းနေရသူတွေထဲမှာ AR တိုင်းကျုံမြို့မြို့ကအပတ်စဉ်3စစ်မှုထမ်းတအူရေကြီးမြို့နယ်ကလူငယ်2ဦးနဲ့အပတ်စဉ်4မှာတက်ရောက်ခဲ့ရတဲ့လေးမျက်နှာမြို့နယ်ကလူငယ်3ဦးတို့ပါဝင်တယ်လို့သိရပါတယ်။ကျုံမြို့ကလူငယ်2ဦးနဲ့နီးစပ်သူ2ဦးရဲ့ပြောကြားချက်အရအဲ့ဒီလူငယ်ကမနစ်ကဂွားမြို့နယ်ဘက်မှာစစ်ကြောင်းတိုက်ခိုက်ခဲ့ရခြင်းတက်ပြက်သွားတဲ့အတွက်ထွက်ပြေးခဲ့ရပြီးအပြင်မှာ9လခန့်နေထိုင်ခဲ့ပြီးတဲ့နောက်တက်သေးပြန်လဲဝင်ရောက်ခါပြစ်ဒဏ်နဲ့အချုပ်ကျခံခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီနောက်စစ်မှုထမ်းကာလနှစ်ပြည့်သွားပေမဲ့ထွက်ပြေးနေခဲ့တဲ့လတွေကိုပြန်လဲထမ်းဆောင်ရမယ်ဆိုပြီးတက်ကထွက်ခွာခွင့်မပေးဘူးလို့နီးစပ်သူတွေကပြောထားပါတယ်။အဲ့ဒီလူငယ်ကိုဖျာပုံမြို့နယ်မှာရှိတဲ့အမှတ်68ခြေလင်တပ်နဲ့ကျုံပြော်မြို့အခြေဆိုင်ခလာရ36တရင်တို့မှာတာဝန်ထမ်းဆောင်ခိုင်းထားပြီးဘယ်အချိန်ထိဆက်လက်တာဝန်ထမ်းဆောင်ရမယ်ဆိုတာကိုတိတိကျကျအသိပေးထားခြင်းမရှိဘူးလို့သိရပါတယ်။မိသားစုဝင်တွေအနေနဲ့အဲ့ဒီလူငယ်ကိုရှေ့တန်းဒေတာတွေပြန်လည်ပို့ဆောင်ပါကိုစိုးရိမ်နေကြပြီးနောက်တန်းကစစ်ရေးတွေနဲ့အရာရှိတွေကစိတ်ကြိုက်စီမံခန့်ခွဲနေတဲ့အတွက်စစ်မှုထမ်းလူငယ်တွေအခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့နီးစပ်သူတွေကပြောပါတယ်။လက်ရှိမှာလည်းပသိမ်မုံရွာလမ်းပိုင်းတစ်လျှောက်တာဝန်ချထားခံထားရပြီးတာဝန်ကာလသတ်မှတ်ချက်တိတိကျကျမရှိတဲ့အတွက်မသေးမချင်းဆက်လက်အသုံးချခံရမယ့်အခြေအနေမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။အဲ့ဒီတပ်သားတွေကတပ်ပြေးမှုနဲ့သတ်မှတ်ထားတဲ့ပြည်တံတွေကိုခံယူပြီးဖြစ်ပေမဲ့တာဝန်ထမ်းဆောင်မှုမပြီးဆုံးသေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဆက်လက်ထိန်းသိမ်းခံထားရသလိုဇွန်လ28ရက်နေ့ထိနှစ်ပြည့်စစ်မှုထမ်းသူတွေရဲ့စာရင်းမှာလည်းအမည်တွေမပါဝင်သေးဘူးလို့သိရပါတယ်။
ရေကြီးမြို့နယ်ကစစ်မှုထမ်းလူငယ်2ဦးနဲ့နီးစပ်သူ2ဦးရဲ့ပြောကြားချက်အရစစ်မှုထမ်းတပ်သားတွေကိုရှေ့တန်းဒေသတွေစီပို့ဆောင်အသုံးပြုနေပြီးစားနပ်ရိက္ခာမလုံလောက်မှုလစာဖြတ်တောက်ခံရမှုနဲ့ကျန်းမာရေးစောင့်ရှောက်မှုအားနည်းမှုတွေကိုလည်းကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ဖျားနာမှုတွေဖြစ်ပွားချိန်မှာဆေးဝါးမလုံလောက်တဲ့အတွက်ငှက်ဖျားရောဂါအပါအဝင်ကျန်းမာရေးပြဿနာတွေဖြစ်ပွားနေပြီးဆေးဝါးတွေကိုပါရောင်းစားနေတယ်လို့ဆွဆွဲပြောဆိုမှုတွေထွက်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာရဲ့အမှုဆောင်ဒရိုက်တာဦးမင်းစင်ကိုတရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေတယ်လို့တန်တရားရှိတဲ့အတွက်တရှိုမှုနဲ့ဖမ်းဆီးထိန်းသိမ်းထားတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကဇွန်လ12ရက်နေ့ကအတည်ပြုပြောကြားချက်ကိုရော့တာသတင်းဌာနကဖော်ပြထားကြောင်းသတင်းရရှိပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းပြောရေးဆိုခွင့်ရှိသူလင်ကျန်းကအဲ့ဒီအချက်ကိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီးအမေရိကန်နိုင်ငံသားတဦးဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်လို့ကွမ်ကျိုးမြို့မှာရှိတဲ့အမေရိကန်ကောင်စစ်ဝင်ချုပ်ရုံးကိုလည်းအတိပေးအကြောင်းကြားထားပြီးဖြစ်တယ်လို့ပြောဆိုထားပါတယ်။အမေရိကန်နိုင်ငံသားခံယူထားတဲ့နိုင်ငံရေးသုတေသီဦးမင်းစင်ကတရုတ်မြန်မာဆက်ဆံရေးမြန်မာနိုင်ငံရေးစီးပွားရေးနဲ့စစ်ရေးဆိုင်ရာကိစ္စရပ်တွေကိုလေ့လာသုံးသပ်နေသူဖြစ်ပြီးယူနန်ပြည်နယ်ကူမင်းလေဆိပ်မှာတရုတ်အာဏာပိုင်တွေကပြီးခဲ့တဲ့သတင်းပတ်တွင်ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ရရှိထားတဲ့သတင်းတွေအရယူနန်တက္ကသိုလ်ကပညာရှင်တဦးရဲ့ဖိတ်ကြားချက်နဲ့တွားရောက်စဉ်ဇွန်လ3ရက်နေ့ကကူမင်းလေဆိပ်အဝင်မှာဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။တရုတ်အစိုးရဘက်ကနိုင်ငံတော်လုံခြုံရေးထိခိုက်စေမှုနဲ့ဆွဆွဲထားတဲ့အကြောင်းကိုတန်တမန်အတိုင်းဝိုင်းရဲ့ပြောကြားချက်တွေကိုကိုးကားပြီးနယူးယောက်တိုင်းသတင်းဌာနကလည်းဖော်ပြထားသလိုအဲ့ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီးမေးမြန်းချက်အပေါ်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကအမေရိကန်နိုင်ငံသားတဦးတရုတ်နိုင်ငံမှာဖမ်းဆီးခံထားရတယ်ဆိုတဲ့သတင်းတွေကိုသိရှိထားပြီးကောင်စစ်ဆိုင်ရာအကူအညီတွေပေးနိုင်မှုဆောင်ရွက်နေတယ်လို့ပြန်လည်ဖြေကြားထားကြောင်းသိရပါတယ်။ဦးမင်းစင်တည်ထောင်ထားတဲ့ ISP မြန်မာကမြန်မာနိုင်ငံရေးစီးပွားရေးနဲ့နိုင်ငံတကာဆက်ဆံရေးဆိုင်ရာသုတေသနတွေပြုလုပ်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးပဏိပက္ခငြိမ်းချမ်းရေးနဲ့လုံခြုံရေးကဏ္ဍတရုတ်ရေးရာလေ့လာမှုနဲ့နိုင်ငံရေးဘောဂဗေဒဆိုင်ရာအကြောင်းအရာတွေကိုအဓိကထားလေ့လာတင်ပြနေတာပဲဖြစ်ပါတယ်။ဦးမင်းစင်ဟာ1988ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့သူတူဖြစ်ပြီးနောက်ပိုင်းမှာအမေရိကန်နိုင်ငံသားခံယူခဲ့က UC ဘာကလေးတက္ကသိုလ်မှာနိုင်ငံရေးသိပ္ပံဘာသာရပ်ကိုအထူးပြုလေ့လာခဲ့သူတူဖြစ်ပါတယ်။2016ခုနှစ်မှာ ISP မြန်မာကိုတည်ထောင်ခဲ့ပြီး NLD အစိုးရလက်ထက်ကလူသိများတဲ့ရောမင်းကြီးစေရဲ့ဇကာဝိုင်းတွေကိုဥဆောင်ကျင်းပခဲ့တယ်လို့2021ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့အဖွဲ့အစည်းကိုထိုင်းနိုင်ငံကိုပြောင်းရွှေ့အခြေစိုက်ခဲ့ပြီးပညာသင်ယူခွင့်အခက်အခဲကြုံတွေ့နေတဲ့လူငယ်တွေအတွက် Bridge Education Program ကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လက်ရှိကျင်းပနေတဲ့ကမ္ဘာဖလားပြိုင်ပွဲတွေရဲ့မူပိုင်ခွင့်ကိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမိုင်းတဲကုမ္ပဏီကိုပေးအပ်ထားတဲ့အတွက်မြန်မာဘောလုံးအဖွဲ့ချုပ် FIFA ကို Justice for Myanmar GFN ကကန့်ကွက်ရှုတ်ချလိုက်တယ်လို့ဇွန်လ12ရက်နေ့မှာထုတ်ပြန်ထားပြီး FIFA အနေနဲ့လူ့အခွင့်အရေးဆိုင်ရာတာဝန်ဝတ္တရားတွေကိုပြက်ကွက်နေတယ်လို့ဝေဖန်ထားကြောင်းသတင်းရရှိပါတယ်။ Justice for Myanmar ရဲ့ထုတ်ပြန်ချက်အရကမ္ဘာဖလားပြိုင်ပွဲတွေကိုဦးစီးကျင်းပနေတဲ့ FIFA ဟာသွေးစွန်းပြီးအဂတိလိုက်စားမှုဆွဆွဲချက်တွေရှိနေတဲ့မိုင်းတဲအမှတ်တစိတ်ကိုပုံရိပ်ကောင်းအောင်ဖန်တီးပေးနေတယ်လို့လိုင်းနာရမယ့်လူ့အခွင့်အရေးဆိုင်ရာစံနှုန်းတွေပေါ်မှာလည်းတာဝန်မကျေပွန်ဘူးလို့ထောက်ပြထားပါတယ်။နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုခံထားရတဲ့အကြမ်းဖက်စစ်တပ်ပိုင်းမြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC လက်အောက်မှာလည်ပတ်နေတဲ့မိုင်းတဲဟာအကြမ်းဖက်စစ်တပ်အတွက်ဝင်ငွေအများအပြားရရှိစေတဲ့အဓိကစီးပွားရေးအရင်းမြစ်တစ်ခုဖြစ်ပြီးစစ်တပ်ကိုငွေကြေးထောက်ပံ့ပေးနေတဲ့လုပ်ငန်းတစ်ခုဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။ဒါအပြင်မိုင်းတဲဟာDigital စောင့်ကြည့်ရေးနည်းပညာတွေကိုအသုံးပြုပြီးအကြမ်းဖက်စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုအထောက်အကူဖြစ်စေတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်လို့ Justice for Myanmar ကဆွဆွဲထားတာပဲဖြစ်ပါတယ်။ Justice for Myanmar ကတော့ FIFA ဟာအရင်ကလည်းစစ်တပ်ခရိုနီ Max မြန်မာပိုင်ရှင်ဖြစ်ပြီးမြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တာဝန်ယူနေတဲ့ဦးစောစောကို
FIFA ရဲ့လူမှုရေးတာဝန်ယူမှုဆိုင်ရာကော်မတီဥက္ကဋ္ဌဖြစ်ခန့်အပ်ခဲ့ပြီးတဲ့နောက်အခုတစ်ချိန်မှာလည်းအကြမ်းဖက်စစ်ကောင်စီပိုင်းမိုင်းတဲနဲ့စီးပွားရေးဆက်နွယ်မှုပြုလုပ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ထောက်ပြထားပါတယ်။မိုင်းတဲဟာလုပ်ငန်းစတင်လည်ပတ်ခဲ့တဲ့9နှစ်ကနေ9နှစ်အတွင်းအကြမ်းဖက်စစ်တပ်ပိုင်းရှယ်ယာတွေကတဆင့်အမေရိကန်ဒေါ်လာသန်း280ရရှိခဲ့ပြီးလာမယ့်9နှစ်အတွင်းနောက်ထပ်အမေရိကန်ဒေါ်လာသန်း90ခန့်ထပ်မံရရှိနိုင်တယ်လို့ Justice for Myanmar ကဖော်ပြထားက FIFA အနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့စီးပွားရေးလုပ်ငန်းတွေခရိုနီလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုချက်ချင်းရပ်တန့်ပြီးလူ့အခွင့်အရေးဆိုင်ရာဂတိကဝတ်တွေနဲ့နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုလိုက်နာဆောင်ရွက်ဖို့တောင်းဆိုထားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့အကြမ်းဖက်စစ်ကောင်စီအသွင်ပြောင်းရွေးတူအစိုးရကအရွယ်မရောက်သေးတဲ့ကလေးတွေကိုအတ္တမဖမ်းဆီးပြီးတပ်သားသစ်စုဆောင်းနေတာအပြင်အလုပ်သမားအခွင့်အရေးနဲ့လူ့အခွင့်အရေးတွေကိုလည်းဇက်တိုက်ချိုးဖောက်နေတဲ့အတွက်ဆက်လက်အရေးယူဆောင်ရွက်သွားဖို့အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ ILC ကဆုံးဖြတ်ချက်တွေချမှတ်လိုက်တယ်လို့သတင်းရရှိပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာဇွန်လ17ရက်နေ့ကကျင်းပခဲ့တဲ့ ILC ရဲ့114ကြိမ်မြောက်အစည်းအဝေးအတွင်းမြန်မာနိုင်ငံရဲ့အလုပ်သမားအခွင့်အရေးနဲ့လူ့အခွင့်အရေးအခြေအနေတွေကိုတီးသန့်ဆွေးနွေးဖို့မြန်မာနိုင်ငံဆိုင်ရာအထူးအစည်းအဝေးတစ်ရက်ပြုလုပ်ခဲ့ပြီးအဲ့ဒီအစည်းအဝေးကနေအရေးယူဆောင်ရွက်မဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဇွန်လ12ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဲ့ဒီအထူးအစည်းအဝေးမှာမြန်မာနိုင်ငံကလက်မှတ်ရေးထိုးထားတဲ့လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နဲ့စီးရုံးခွင့်ကာကွယ်ရေးဆိုင်ရာကွန်ဗင်းရှင်းအမှတ်89နဲ့အထမလှုပ်အားပေးခိုင်းစေမှုဆိုင်ရာကွန်ဗင်းရှင်းအမှတ်29တို့ကိုအကြမ်းဖက်စစ်ကောင်စီအသွင်ပြောင်းရွေးတူအစိုးရကလိုက်နာခြင်းမရှိဘဲပြင်းထန်စွာချိုးဖောက်နေတဲ့အခြေအနေတွေကိုအဓိကထားဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။ဒါအပြင်စစ်အာဏာသိမ်းပြီးတဲ့နောက်9နှစ်တာကာလအတွင်းအရက်ဘက်လွတ်လပ်ခွင့်တွေစိုးဝါးစွာကျဆင်းလာတာအလုသမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုအကြမ်းဖက်တာမတရားဖမ်းဆီးတာညှဉ်းပန်းနှိပ်စက်တာနဲ့ချင်းချောက်တာတွေဆက်လက်ဖြစ်ပွားနေသလိုအကြမ်းဖက်စစ်ကောင်စီကစီစဉ်နေတဲ့2025ခုနှစ်အတူအယောင်ရွေးကောက်ပွဲပေါ်မှာလည်းနက်နက်ရှိုင်းရှိုင်းစိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့မှတ်ချက်ပြုထားပါတယ်။အထူးသဖြင့်အရွယ်မရောက်သေးတဲ့ကလေးတွေကိုအထမစစ်မှုထမ်းစုဆောင်းတာအထမလှုပ်အားပေးခိုင်းစေတာနဲ့အခြားအထမလှုပ်အားပေးခိုင်းစေမှုပုံစံတွေကိုအကြမ်းဖက်စစ်ကောင်စီအသွင်ပြောင်းရွေးတူအစိုးရကဆက်လက်အသုံးပြုနေတဲ့အတွက်ကော်မတီကပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဲ့ဒီအတွက်အကြမ်းဖက်စစ်တပ်အာဏာပိုင်တွေအနေနဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အကြံပြုချက်တွေကိုဘလို့အကောင့်ထဲပေါ်ဆောင်ရွက်ထားတယ်ဆိုတဲ့အချက်လက်အပြည့်စုံကို2026ခုနှစ်စက်တင်ဘာလ21ရက်နေ့ထက်နောက်မကျစေဘဲ ILO ညွှန်ကြားရေးမှူးချုပ်ထံတင်ပြဖို့တောင်းဆိုထားပြီးအဲ့ဒီတင်ပြချက်တွေကို2026ခုနှစ်နိုဝင်ဘာလမှာကျင်းပမယ့်358ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာဆွေးနွေးသွားမှာဖြစ်ခါအခုအထူးအစည်းအဝေးရဲ့ဆွေးနွေးချက်တွေနဲ့ညီကုန်းချုပ်ဆုံးဖြတ်ချက်တွေကိုလည်းညီလာခံအစီရင်ခံစာရဲ့တီးခြားကဏ္ဍတစ်ခုအဖြစ်ထုတ်ပြန်ကြေညာသွားမယ်လို့ဆုံးဖြတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံအခြေစိုက်ကြားဖြတ်အွန်လိုင်းလိမ်လည်မှုဂိုင်းတစ်ခုကလိမ်လည်ရယူထားတဲ့အမေရိကန်ဒေါ်လာတန်30ခန့်တန်ဖိုးရှိတဲ့ digital ငွေကြေးတွေကိုအမေရိကန်ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို FBI ကသိမ်းဆည်းရမိခဲ့တယ်လို့ FBI အကြီးတန်းတာဝန်ရှိသူအင်ဒရူးဘိုင်လီကဇွန်လ17ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းထုတ်ဖော်ပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်။ FBI ရဲ့ပြောကြားချက်အရအဲ့ဒီငွေကြေးတွေကမြန်မာနိုင်ငံအခြေစိုက်ကြားဖြတ်အွန်လိုင်းလိမ်လည်မှုဂိုင်းတစ်ခုကတားကောင်တွေထံကနေလိမ်လည်ရယူထားတဲ့ cryptocurrency digital ငွေကြေးတွေဖြစ်ပြီးစုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာတန်30ခန့်ရှိတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေပြုလုပ်ခဲ့တဲ့ဗီဒီယိုသတင်းစာရှင်းလင်းပွဲအတွင်း FBI ရဲ့ပူးတွဲဒုတိယညွှန်ကြားရေးမှူးအင်ဒရူးဘိုင်လီကအရှေ့တောင်အာရှဒေသတွင်းတရားဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ပူးပေါင်းပြီးစက်မှုဆောင်ပုံစံအကြီးအကျယ်လက်ပတ်နေတဲ့အွန်လိုင်းလိမ်လည်မှုစင်တာတွေနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်ဂိုင်းတွေကိုနှိမ်နင်းနေစဉ်အဲ့ဒီငွေကြေးတွေကိုသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ရှင်းပြထားပါတယ်။ FBI ရဲ့ထုတ်ပြန်ချက်အရ
အမေရိကန်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ Scan Center Strike Force ဟာလိမ်လည်မှုကျူးလွန်သူတွေအပြင်သူတို့ကိုကူညီပံ့ပိုးပေးနေသူတွေကိုပါပြစ်မှတ်ထားစုံစမ်းနှိမ်နင်းနေပြီးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တိုင်ချမ်းအွန်လိုင်းလိမ်လည်မှုစခန်းနဲ့ဆက်နွယ်နေတဲ့လုပ်ငန်းတွေကိုလည်းဖော်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းကအသုံးပြုခဲ့တဲ့ website တွေကိုပိတ်သိမ်းပြီးတဲ့နောက်ဆက်နွယ်ရာဇဝတ်ဂိုဏ်းတွေစီကအမေရိကန်ဒေါ်လာတန်း30ခန့်ကိုပြန်လည်သိမ်းဆည်းရမိခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာဘန်ကောက်မြို့မှာရှိတဲ့ FBI တန်ယုံဆက်သွယ်ရေးရုံးဟာထိုင်းရဲတပ်ဖွဲ့ရဲ့အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာနနဲ့နီးကပ်စွာပူးပေါင်းဆောင်ရွက်နေပြီးမြန်မာကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံတွေမှာလည်ပတ်နေတဲ့ကြားဖြန့်စင်တာတွေကိုစုံစမ်းဖော်ထုတ်ဖြိုခွဲနိုင်ဖို့အတွက်ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်2026ခုနှစ်မေလအတွင်းစင်ကာပူရဲတပ်ဖွဲ့ဦးဆောင်တဲ့ Frontier Plus စစ်စင်ရေးမှာလည်း FBI ကအမေရိကန်ရဲ့တခုတည်းသောတရားဥပဒေစိုးမိုးရေးအဖွဲ့အဖြစ်ပူးပေါင်းပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ အန်ဒရူးဘိုင်လီရဲ့ပြောကြားချက်အရအရှေ့တောင်အာရှဒေသမှာရှိတဲ့အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအများစုကိုတရုတ်နိုင်ငံကရာဇဝတ်အဖွဲ့အစည်းတွေကထိန်းချုပ်ထားပြီးထိုင်းမြန်မာလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကအုပ်ချုပ်ရေးအားနည်းချက်တွေနဲ့အာဂတိလိုက်စားမှုတွေကိုအခွင့်ကောင်းယူကာလုပ်ကင်နေကြတာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ကြားဖြန့်စခန်းတွေမှာအလွတ်လုံနေကြသူအများစုကလူကုန်ကူးခံရသူတွေဒါမှမဟုတ်လိမ်လည်ခေါ်ဆောင်ခံရပြီးအဲ့ဒါမှခိုင်းစေခံရသူတွေဖြစ်တယ်ဆိုတာကို FBI ကသိရှိနားလည်ထားကြောင်းနဲ့အနာဂတ်မှာလိမ်လည်မှုစခန်းတွေမကပဲ application ဖန်တီးပေးသူတွေစုဆောင်းပေးသူတွေနဲ့ရာဇဝတ်ဂိုဏ်းကွန်ရက်တစ်ခုလုံးကိုအမြင့်ပြတ်နှိမ်နင်းသွားမယ်လို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်မင်းအောင်လှိုင်ကအမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေးကိုအကြောင်းပြပြီးပြည်တွင်းမှာမရှိမဖြစ်လိုအပ်နေတဲ့ကုန်ပစ္စည်းတွေကလွဲလို့အခြားသွင်းကုန်အများစုကိုထိန်းချုပ်ပိတ်ပင်လိုက်တယ်လို့အရင်ကသွင်းကုန်လိုင်စင်မလိုအပ်ခဲ့တဲ့ CMP အထည်ချုပ်ကုန်ကျန်းတွေကိုပါသွင်းကုန်လိုင်စင်ကြိုတင်လျှောက်ထားရမယ်လို့ညွှန်ကြားလိုက်ကြောင်းစီးပွားရေးအတိုင်းဝိုင်းထံကသတင်းရရှိပါတယ်။ဇွန်လ10ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့အရေးကြီးသတိပေးချက်အရပြည်တွင်းကအထည်ချုပ်စက်ရုံတွေနဲ့အထည်ချုပ်လုပ်ငန်းရှင်တွေအနေနဲ့ပြည်ပကနေအထည်ကုန်ကျန်းတွေတင်သွင်းရမှာကုန်ပစ္စည်းတွေစိတ်ကမ်းမရောက်ခင် CMP သွင်းကုန်လိုင်စင်တွေကိုကြိုတင်လျှောက်ထားကြဖို့အကြမ်းဖက်စစ်ကောင်စီကညွှန်ကြားထားတာပဲဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ပြောကြားချက်အရ CMP အထည်ချုပ်ကုန်ကျန်းတွေကပြည်တွင်းကနိုင်ငံခြားငွေကိုအသုံးပြုပြီးဝယ်ယူရတာမဟုတ်ပဲပြည်ပကုမ္ပဏီတွေကကုန်ကျန်းပို့ပေးပြီးမြန်မာနိုင်ငံအတွင်းမှာအထည်ချုပ်လုပ်ငန်းတွေကချုပ်လုပ်ပေးကကုန်ကြောပြန်ပို့ရတဲ့စနစ်ဖြစ်တဲ့အတွက်ပြည်တွင်းဒေါ်လာသုံးစွဲမှုမရှိသလောက်နည်းပေမဲ့အခုလိုလိုင်စင်စနစ်နဲ့ထိန်းချုပ်လာတဲ့အတွက်လုပ်ငန်းပိုင်းမှာအခက်အခဲတွေကြုံလာနိုင်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့အသိပေးချက်အရ CMP သွင်းကုန်လိုင်စင်တစ်စောင်ရရှိဖို့ပြည့်မြတ်အားဖြင့်14ရက်ခန့်ကြာမြင့်နိုင်တဲ့အတွက်စက်ရုံတွေအနေနဲ့ကုန်ကျန်းပြက်လက်မှုမဖြစ်စေရေးနဲ့လုပ်ငန်းလည်ပတ်မှုမထိခိုက်စေရေးအတွက်အချိန်ဇယားတွေကိုကြိုတင်တွက်ချက်စီစဉ်ထားကြဖို့လိုအပ်နေတယ်လို့ဆိုပါတယ်။ဒါအပြင် invoice အယောင်းဝယ်စာချုပ် HS ကုတ်နဲ့ကုန်ပစ္စည်းတန်ဖိုးဆိုင်ရာအချက်လက်တွေမှန်ကန်မှုရှိစေရေးကိုလည်းတင်းကျပ်စွာစစ်ဆေးသွားမယ်လို့အကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းအကြမ်းဖက်မင်းအောင်လှိုင်ရဲ့နိုင်ငံခြားငွေချွေတာရေးနဲ့သွင်းကုန်ထိန်းချုပ်ရေးရက်တရာစီမံချက်အရမရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်းတွေကလွဲပြီးအခြားသွင်းကုန်တွေကိုလိုင်စင်ချထားပေးမှုလျှော့ချထားတယ်လို့သိရပါတယ်။အဲ့ဒီစီမံချက်ကြောင့်73စီတင်သွင်းမှုတွေကိုပါလျှော့ချလိုက်ပြီးဇွန်လအတွင်းကစပြီးစီခွဲတန်းတွေကိုလည်းလျှော့ချသတ်မှတ်ထားတယ်လို့73စီလုပ်ငန်းရှင်တွေကပြောဆိုထားပါတယ်။73စီလုပ်ငန်းရှင်တဦးရဲ့ပြောကြားချက်အရ Normal PO23 ကစပြီးစီခွဲတန်းတွေလျှော့ချထားသလိုစီဆိုင်အများစုပေါ်တက်ရောက်မှုရှိနေပြီးကျူအာစကန်စနစ်အရခွဲတန်းချထားပေးမှုတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ရက်တရာစီမံချက်အရထိုင်းနယ်စပ်နဲ့တရုတ်နယ်စပ်ကနေဝင်ရောက်လာတဲ့သွင်းကုန်တွေကိုလည်းနိုင်ငံခြားငွေချွေတာရေးအကြောင်းပြချက်နဲ့ဖမ်းဆီးထိန်းချုပ်မှုတွေလှုပ်ဆောင်နေတယ်လို့နယ်စပ်ကုန်သွယ်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဒီကနေ့အတွက် Voice of Federal ကရရှိထားတဲ့သတင်းတွေကို
တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းအခုလိုစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာ။ကျွန်တော်ဆန်းလိုက်ထွန်းပါ